Hello ကျွန်တော်အခုပြောပြပေးမှာတော့ Magic UI အကြောင်းပဲဖြစ်ပါတယ်ဒါကတော့ web development အခြေခံရှိပြီးသားလူတွေကြည့်ရင်တော့ပိုအဆင်ပြေတယ်ပေါ့နော်အထူးသဖြင့် front end သမားတွေပေါ့ front end သမားမှာကျွန်တော်ဆရာကြီးတွေလည်းမပြောပါဘူးဆရာကြီးကဒါတည်ပြီးသားလည်းဖြစ်မှာပါကျွန်တော်ဝါသနာအရာပေါ့နော်ဒီဟာလေးတွေသုံးလို့ရတယ်ဆိုတဲ့ဟာကိုလိုက်ပြပေးတာပေါ့နော်အခုမှစပြီးတော့ဒီ front end နဲ့ပတ်သက်ပြီးလုပ်မဲ့လူတွေကိုset study လုပ်နေတဲ့လူတွေပေါ့နော်သင်တန်းတက်တဲ့လူတွေဘာတွေအတွက်ကြတော့ဒါတက်တင်တာရှိလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကြတော့ UI library အနေနဲ့ပေါ့နော်တကောင်သုံးလို့ရတယ်ဆိုတဲ့အရာကိုကျွန်တော်ပြချင်တာအဲ့တော့ဒီမှာဆိုရင်ဘာပါမလဲဆိုတော့ကျွန်တော်တို့ဒီမှာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ web development ကိုလည်းစတင်ပြီးတည်ထားတဲ့လူတွေ front end ကိုလည်းစရင်းနေတဲ့သူတွေပေါ့အတွက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဒီ introduction ကိုအရင်ဖတ်ကြည့်လိုက်ပါတော့သူရဲ့ဟာကဘာတွေသုံးလာပေးအောင်ဆိုတော့ဒီမှာဒါတွေအကုန်ဖတ်လို့ရတယ်ကျွန်တော်သိတဲ့လောက်ကတော့ဒီကောင်ကကျွန်တော်တို့ ChatCN ရဲ့နောက်ပြီးကြရင်တော့ကျွန်တော်တို့ChatCN component ပေါ်မှာအခြေခံထားတာပေါ့နော်တကယ်ရတော့ဒီဟာကတော့သူက landing page တွေအသုံးပြုတဲ့နေရာမှာလုံးဝဗျာအလှပဘူးကြွားရွနေအောင်သုံးကျင်တဲ့လူတွေအတွက်တော့အဆင်ပြေမယ်ပေါ့ဗျာဒီကမှာကျွန်တော်တို့မြင်နေကြ UI နေတဲ့ထူးဆန်းတဲ့ animation လေးတွေပါတာပေါ့အဓိကအဲ့ဒါတွေသုံးရင်ဒါကိုသုံးလို့ရပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာကိုကြည့်မလဲဆိုတော့ installation နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပြပေးမယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီဟာတွေကို install လုပ်တဲ့ပုံစံကသူပြောထားတယ် ChatCN UI ကို install လုပ်တဲ့ပုံစံမျိုးပဲ component ရဲ့အောက်က UI ထဲမှာသူရဲ့ဒီ component တွေပေါ့နော်အများကြီးပဲပေါ့နော် cat တို့ button တို့ label တို့ input တို့ဒီလိုမျိုးဟာတွေရဲ့သူ့ရဲ့ structure လေးပေါ့နော်အဲ့လိုရှိတယ်ဆိုတဲ့ပုံစံတိုင်းအဲ့လို component တွေ install လုပ်သလိုပဲလုပ်ရမယ်လို့ပြောထားတယ်သူကတော့အဲ့တော့ကျွန်တော်တို့အရင်ဆုံးဘာလုပ်မလဲဆိုတော့ဒီ project စရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ project ကို set up လုပ်ရမယ်သူကတော့ Node.js ပေါ်မှာအခြေခံပြီးတော့တွားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ create project ဆိုတဲ့သူပေးထားတဲ့ဒီ npm command လေးကိုပဲကျွန်တော်တို့ copy ကူးလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဒီ folder တစ်ခုစောက်ထားတဲ့နေရာမှာတွားပြီးတော့ဒီလို copy paste ချလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ enter နှိပ်လိုက်မယ်ဒီ project ကတော့နည်းနည်းကြာမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကဒီ project တစ်ခုကို Node.js project တစ်ခုကိုသူကနေပြီးတိစောက်ပေးတော့မှဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ကြာပါတော့လောလောဆယ်ဒီမှာ Node.js ကိုရွေးလိုက်ပြီးတော့ရင်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်GIC UI လည်းကျွန်တော်လောလောဆယ်ဒီလိုပဲရေးလိုက်မယ်ပေါ့နော်ပြီးတော့ရင်တော့သူကဒါအချိန်နည်းနည်းကြာတဲ့အတွက်ကျွန်တော် skip လိုက်မယ် Okay ခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ခုန install လုပ်တာပြီးသွားတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာထပ်ရွေးရမှာပါလဲဆိုတော့ကျွန်တော်ဒီဟာကတော့ base color ပေါ့နော်အဲ့ဒါကျွန်တော် U တက်နေမယ်ဒီဟာလေးပဲကျွန်တော်ရွေးလိုက်မယ်ပေါ့နော်အဲ့ဒါပြီးတော့သူဆက်ပြီးတော့ဒီ project ကိုကျွန်တော်တို့ဒီစောက်ပေးနေပါတော့အဲ့တော့လိုအပ်တဲ့ဟာတွေdependency တွေကိုသူ install လုပ်တယ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဒီ folder structure Node.js မှာဆိုရင်ပေါ့နော်သူကapp ရဲ့အောက်မှာကျွန်တော်တို့ဒီ page.ds တို့ပါလို့အဲ့လိုတိစောက်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူက global css ရဲ့ထဲမှာလည်း css နဲ့ပတ်သက်တဲ့ဟာတွေသူထည့်ပေးပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုအပ်တဲ့ဟာတွေကို install လုပ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ ambient install လုပ်ပြီးတော့ ambient render နဲ့သုံးရုံပဲပေါ့နော်အခုဒီမှာဆိုပြီးသွားပြီအဲ့တော့ကျွန်တော်တို့ရဲ့တိစောက်ခဲ့တဲ့ folder နာမည်တွေကိုသွားမယ် magic ဟုတ်ပြီဒီထဲကိုသွားလိုက်မယ်ပြီးတော့ကျွန်တော်တို့ VS Code ထဲဝင်မယ်ပေါ့နော် Okay ဒါဆိုတော့ဒီနေရာမှာကျွန်တော်တို့ကnode module file နဲ့ရှိပြီးသားပါเนาะအဲ့တော့အဆင်ပြေတယ်သူကအဆင်သင့်လုပ်ပေးပြီးသားပြီးတော့ရင်ကျွန်တော်တို့ကဒီအောက်မှာဆိုရင် page.dsc နဲ့ဒီ layout တော့ dsc ပါပြီးသားပေါ့เนาะအဲ့တော့ကျွန်တော်အရင်ဆုံးဒီဟာကိုကျွန်တော် run ကြည့်မယ်ပေါ့เนาะဘာတွေများပါလာမလဲဆိုတဲ့ပုံစံမျိုးပေါ့ပြီးတော့ရင်ဒီမှာတော့ component မပါသေးဘူးဟုတ်ပြီဘယ်လိုပါလာမလဲကျွန်တော်အရင်ဆုံး run ကြည့်လိုက်မယ်ပေါ့เนาะဘယ်လိုပုံစံမျိုးမြင်ရလဲပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာကတော့ logos 3000နဲ့ပွင့်လာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင်ချက်ကြည့်လိုက်ပါဘောနော်အဲ့တော့ဒီမှာဆိုရင် installation ပြီးသွားတဲ့နောက်မှာသူကဒီ component ကိုသူလာပြီးတော့install လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလာပြီးတော့ဒီမှာ install လုပ်ဖို့လိုရပေါ့နော်အဲ့တော့ဒီသူပြထားတဲ့ဟာကိုပဲကျွန်တော် copy ထပ်ကူးလိုက်မယ်ကူးပြီးသွားရင်ကျွန်တော်ခုနကလိုပဲ install လုပ်မယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်ရင်သူကဒီမှာဆိုဒီ site ကတက်လာပြီပေါ့နော်ဒါ Node.js ရဲ့page.ds ရမှာဒီကောင်ရှိတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ဟာကိုခုန component တစ်ခုကျွန်တော်တို့ဒီမှာ install လုပ်လိုက်မယ်စပြီးတော့သုံးဖို့ပေါ့နော်သူရဲ့လိုအပ်တဲ့ဟာကိုသုံးဖို့ကျွန်တော်ဒီမှာဒီလိုလေးပဲ copy paste ချလိုက်ပြီးတော့ဒီလို enter ခေါက်လိုက်မယ်ဒါဆိုရင်သူကလိုအပ်တဲ့ဒီ component file တစ်ခုကိုcomponent ရဲ့အောက်က UI ရဲ့အောက်ကထဲမှာသူတခါတည်းသူ့ရဲ့ structure အရာထည့်ပေးပြီးသားပေါ့နော်
ဒီမှာကြည့်လိုက်မယ်ဆိုရင် component ဆိုပြီးပေါ်လာပြီပေါ့နော် component ရဲ့အောက်မှာတော့ UI ရှိ UI ရဲ့အောက်မှာဒီကောင်လေးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုသုံးကျင်တယ်ဆိုကျွန်တော်တို့ဒီဟာသူပြထားတဲ့အထဲမှာပဲကျွန်တော်ဒါလေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီ page.dsh ရဲ့အောက်မှာဒါဒီနေ့ရက်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီဆက်စဦးဆုံးအလုပ်လုပ်တဲ့ဒီ page ပေါ့နော်အဲ့တော့ဒီမှာလာပြီးတော့ကျွန်တော်တို့ဒီလိုလေးပဲလုပ်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာကြောင်းသွားမလဲချက်ကြည့်မယ်ပေါ့နော်အခုမြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ဒီဟာကိုဒီကဘာလုံးပုံနေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီသူပြထားတဲ့အတိုင်းပဲ install လုပ်လိုက်တယ် install လုပ်တဲ့ဟာကလည်းဒီ component ရဲ့အောက်ထဲမှာကျွန်တော်တို့ဒီမှာလာပြီးတော့ဝင်သွားတယ်အဲ့တော့ပြင်ကျင်တာရှိရဆိုရင်လည်းကျွန်တော်တို့ဒီအောက်ထဲမှာလာပြီးတော့တစ်ခုချင်းကို customize လိုက်ပြင်လို့ရသေးတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ component တစ်ခုကိုထည့်ပြီးလုပ်လိုက်တာဒီလိုပုံစံမျိုး UI အနေနဲ့ရသွားပြီအဲ့တော့ဘယ်လောက်ထိပို့ပြီးတော့လွယ်ကူသွားလဲပေါ့နော်ပုံမှန်ဆိုကျွန်တော်တို့ဒါကိုဘာသုံးမလဲ PNG file သုံးမလား video သုံးမလားဒါတွေပဲသုံးရရှိတယ်အခုဒီ UI ထဲမှာတော့ဒီလိုပုံစံမျိုးလေးတွေလည်းပါလာပြီပေါ့နော်အခုလောလောဆယ်ကတော့ကျွန်တော် project installation ဘိုင်းနဲ့ဒီ component တစ်ခုကိုကျွန်တော်သုံးပြပေးသွားတာပေါ့နော်အဲ့တော့နောက်ထပ်အပိုင်းတွေမှာတော့ကျွန်တော်ထပ်ပြီးတော့တခြားဒီ component တွေနဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့နော်ဒါတွေကိုကျွန်တော်ဘယ်လိုပြောရမလဲတချို့ခက်ခဲတဲ့အပိုင်းတွေanimation နည်းနည်းလေးကောင်းတဲ့အပိုင်းလေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ထပ်ပြီးတော့လုပ်ပြပေးသွားမယ်အဲ့တော့နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်channel ကိုလည်း subscribe နဲ့ like and share လုပ်သွားဖို့မမေ့နဲ့အောင်เนาะ see you